အမြဲတမ်းတတိလေးနဲ့နေရင်ဒါတွေဖြစ်လာလိမ့်မယ်တရားကိုအမြဲတမ်းအားထုတ်နေတဲ့သူဟာလောဘဒေါသတဖြည်းဖြည်းနေလာတယ်ပို့ပြီးတော့စိတ်ကတိမ်မွေ့နူးညံ့လာတယ်အေးချမ်းလာတယ်အဲ့ဒီလိုနူးညံ့အေးချမ်းတဲ့စိတ်ဖြစ်တဲ့အခါမှာလူတယောက်ကိုမြင်လိုက်ရင်အလိုလိုနေရင်မေတ္တာစိတ်ကရှိလာတယ်အလိုလိုနေရင်နဲ့ချစ်ခင်တဲ့စိတ်လေးစားတဲ့စိတ်ဒုက္ခနေစေခြင်းတဲ့စိတ်စိတ်ချမ်းသာကိုချမ်းသာဖြစ်စေခြင်းတဲ့စိတ်ဖြစ်လာတယ်အဲ့ဒါလေးကိုကိုယ်တိုင်ကြုံဖူးတဲ့သူဆိုရင်ပိုသိမယ်ပြောရဆိုတဲ့အခါမှာလေတစ်ဖက်သားကိုစိတ်ဆင်းရဲသွားစေမယ့်စကားမျိုးကိုမပြောဖြစ်ဘူးတတိမရှိတဲ့သူဟာအမှတ်တမဲ့သူများစိတ်ဆင်းရဲမယ့်စကားမျိုးကိုပြောတတ်တယ်တတိရှိလာတဲ့သူကြတော့တခုခုကိုပြောတော့မယ်ဆိုရင်စိတ်ဆင်းရဲမယ့်စကားမပြောဖြစ်ဘူးစိတ်ချမ်းသာမယ့်စကားကိုပြောတယ်အကျိုးရှိမယ့်စကားကိုပဲပြောတယ်တရားအားထုတ်လို့စိတ်တက်ရင်ချက်တိမ်မွေ့မြင့်မြတ်လာတဲ့သူဟာသူတစ်ပါးရဲ့အခက်ခဲကိုလိုလိုချင်းချင်းပဲအကူအညီပေးခြင်းနဲ့ဒါတွေဟာအလိုလိုဖြစ်လာတဲ့စိတ်ထားပြောင်းလဲမှုတွေနော်တရားအားမထုတ်တဲ့သူတတိနဲ့မနေတဲ့သူဟာတယောက်ယောက်ကတခုခုပြောတာဆိုတာမတင်တော်တာမြင်ရကြားရရင်ချက်ချင်းဒေါသဖြစ်တယ်တတိနဲ့နေတဲ့သူကတော့ချက်ချင်းစိတ်မဆိုးဘူးပြောတင်တာကိုအေးအေးဆေးဆေးပြောမယ်ဒေါသနဲ့မပြောဘူးဒေါသဆိုတာမေတ္တာနဲ့ဆန့်ကျင်ဘက်ပါတတိနဲ့နေတဲ့သူကဒေါသအဖြစ်နေတယ်မေတ္တာကအလိုလိုစိတ်ထဲမှာရှိနေတယ်သူတစ်ပါးကိုအထင်သေးအမြင်သေးမဖြစ်ဘူးသူတစ်ပါးရဲ့အပြစ်ကိုအလိုလိုနေရင်ခွင့်လွန်ပြီးသားဖြစ်နေတယ်တကားကြီးတယောက်ကပြောတယ်တပည့်တော့အခုတလောစိတ်ဆိုးလို့မရဘူးစိတ်ဆိုးပြီးမှပြန်ထိန်းတာမဟုတ်ဘူးအရင်လိုကိုစိတ်မတိုးတာတဲ့တတိကအမြဲတမ်းရှိနေတော့တခုခုအဆင်မပြေတာရှိရင်အေးအေးဆေးဆေးဖြေရှင်းလိုက်တာပဲဒီလိုလူရဲ့စိတ်ကမြင့်မြတ်နေတယ်မေတ္တာစိတ်ကမကြာခဏဆိုသလိုပေါ်လာတယ်ဒုက္ခရောက်အောင်ဘလို့မှမလုပ်ချင်ဘူးကုသိုလ်ကောင်းမှုတွေအမျိုးမျိုးရှိတဲ့အထက်ကတကယ်အကျိုးအများဆုံးအင်းအားအကြီးဆုံးကုသိုလ်ဟာအပ္ပမာဒကုသိုလ်ပဲတတိနဲ့နေတာမမေ့မလျော့နေတာ mindfulness ဟာအင်းအားအကြီးဆုံးကုသိုလ်ပဲအကောင်းဆုံးပဲစိတ်ကိုတည်နေတာဟာအရေးအကြီးဆုံးအလုပ်ဖြစ်တယ်အရာရာတိုင်းကိုစိတ်ကလွှမ်းမိုးတယ်ဒါကြောင့်စိတ်ကိုတည်နေဖို့အရေးကြီးတယ်သူ့ကိုမသိရင်ခံမယ်ကျေးဇူးတော်ရှင်ဆရာတော်ဦးစောတိကဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိန်လွှာအဖွဲ့သားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့မျှဝေလိုက်ပါတယ်ရှင်